ဒါကတော့မိုးတာဘာခါမေနီဖြစ်ပါတယ်သူ့အဖေအသက်ခံလိုက်ရပြီးတဲ့နောက်အခုဆိုရင်သူ့သားကအီရန်နိုင်ငံရဲ့အာဏာအရှိဆုံးနေရာကိုဆက်ခံမှုရွေးချယ်ခံလိုက်ရပါပြီအနည်း35ကြာအောင်အီရန်ရဲ့အဓိကခေါင်းဆောင်ကြီးဖြစ်ခဲ့တဲ့အာလီခါမေနီဟာပြီးခဲ့တဲ့လကအစ္စရေးရဲ့တိုက်ခိုက်မှုအတွင်းအသက်ခံလိုက်ရတာပါအာလီခါမေနီတိုက်ခိုက်ခံရပြီးနောက်မှာတော့အီရန်ရဲ့အစစ်မြင့်ဆုံးဘာသာရေးခေါင်းစီဖြစ်တဲ့ပညာရှင်များအဖွဲ့ကချက်ချင်းပဲအရေးဒီကိုဆောင်ရွက်ခဲ့ပြီးသူတို့ရွေးချယ်လိုက်တဲ့နာမည်ကတကဘာလုံးကိုအံ့အားသင့်သွားစေခဲ့ပါတယ်အဲ့ဒီသူကတော့အာလီခါမေနီရဲ့သားအရင်ဖြစ်သူမိုစတာဘာခါမေနီပဲဖြစ်ပါတယ်သူအသက်ကတော့55နှစ်ရှိပါတယ်သူဟာအစ္စလာမစ်တော်လှန်ရေးအဆောင်တဖွဲ့ Islamic Revolutionary ကခေါ်တဲ့ပတ်သက်မှုရှိတဲ့သဘောထားတင်းမာတဲ့ရှေးရိုးဆွဲဘာသာရေးခေါင်းဆောင်တူဖြစ်ပြီးအီရန်စစ်ပွဲမှာလည်းပါဝင်တိုက်ခိုက်ခဲ့ပူပါတယ်။ဒါပြင်သူဟာ UK နိုင်ငံမှာဒေါ်လာ38တန်းကျော်တန်ဖိုးရှိတဲ့ဇင်းခံအင်ကြီးကိုလည်းပိုက်ဆိုင်ထားပါသေးတယ်။အီရန်အစစ်မြင့်ဘာသာရေးခေါင်းဆောင်88ဦးနဲ့ဖွဲ့စည်းထားတဲ့ဩဇာကြီးမားတဲ့ပညာရှင်များအဖွဲ့အစည်း Assembly of Experts ရဲ့အစည်းအဝေးနှစ်ကြိမ်မှာခါမေနီကိုအဓိကကိုးစားလောင်အဖြစ်ရွေးချယ်တဲ့လို့အီရန်တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ခါမေနီဟာသူ့ဘဝတလောက်လုံးလူမြင်ကွင်းကိုရှောင်ရှားခဲ့ပြီးမြဲကွဲရကနေဩဇာအာဏာကိုကြိုးကင်ချေလွဲခဲ့တယ်လို့ယူဆကြပါတယ်။သူဟာဘယ်တော့မှအစိုးရယာဒူးနေရာကိုတရားဝင်တာဝန်ယူခဲ့တာမျိုးမရှိပါဘူး။ဒါဆိုရင်သူနဲ့ UK နိုင်ငံကြားမှာဘယ်လိုပတ်သက်မှုတွေရှိနေတာလဲ။ခါမေနီဟာကြားခံကော်မတီတွေကတဆင့်လန်ဒန်မြောက်ပိုင်းကဘီလီယံနာတွေရဲ့လမ်းလို့နာမည်ပြုံပေးထားတဲ့ Bishops ရိပ်သာလမ်းမှာအင်ချမ်းမီ12ခုကိုပိုက်ဆိုင်ထားပါတယ်။သူ့ရဲ့ယင်းနီးမြုံနှံမှုအင်ပါယာကြီးဟာတီဟီယန်ဒူဘိုင်းနဲ့ဖရန့်ဖတ်မြို့တွေအထိကျယ်ပြန့်နေတာပါ။ပြုပြင်ပြောင်းလဲရေးလိုလားတဲ့နိုင်ငံရေးအဖွဲ့တစ်ခုဖြစ်တဲ့အီမန်ရဲ့အင်အားစုညာအဖွဲ့အစည်း Assembly of the Forces of Iman's Line ကတော့ခါမေနီမှာကြီးမားတဲ့ငွေကြေးပိုင်ဆိုင်မှုတွေရှိနေတဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုညှင်းဆိုထားပါတယ်။သူဟာဒီအချိန်အထိကွဲရာကနေပဲအီရန်ရဲ့ထောက်လှမ်းရေးနဲ့အထူးတပ်ဖွဲ့တွေကိုထိန်းထိအလုပ်ခဲ့တာပါဒီခေါင်းဆောင်တွေကတာမန်ခေါင်းဆောင်တယောက်တော့မဟုတ်ပါဘူးမိုစတာဘာကိုဟစ်ဘိုလာဟာမတ်စ်ကနေဟူတီတွေအထိအီရန်ရဲ့လက်ဝဲခံကွန်နက်တွေနောက်ွယ်ကဘီသူကကြီးလိုတောင်ခေါ်ကြပါတယ်အီရန်သမိုင်းမှာအာနာကိုအဖေကနေသားစီကိုဘူရင်စနစ်လိုမျိုးလွှဲပြောင်းပေးတာဟာဒါပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်အီရန်နိုင်ငံထဲမှာနဲ့ပြည်သူတွေရဲ့အမြင်ကကွဲပြားနေပါတယ်တချို့ကတော့စစ်ပွဲတွေကြားထဲမှာတည်ငြိမ်မှုရစေတယ်လို့မြင်ကြပေမဲ့တချို့ကတော့ဒါဟာအစ္စလာမစ်သမ္မတနိုင်ငံတော်ကိုတစ္ဆာဖောက်တာလို့ပြောနေကြပါတယ်အမေရိကန်နဲ့အစ္စရေးတို့ကတော့သူဟာသူ့အဖေထက်ပိုပြီးပြတ်သားတယ်လို့ဝါဒရေးရမှာလဲပိုပြီးပြင်းထန်တာကြောင့်ပိုအန်ဒီရဲ့မြတဲ့ချိန်ထောင်မှုတက်လို့သတ်မှတ်ထားကြပါတယ်ဒါပေမဲ့မွတ်စလင်ကဘာမှာတော့အမြင်တွေကတခြားစီပါပဲမူစတာဘာဟာပါလက်စတိုင်းတို့ရဲ့တိုက်ပွဲဝင်မှုတွေနဲ့အတူကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။သူဟာဂါဇာအတွက်အီရန်ရဲ့ထောက်ပံ့မှုတွေမှာရှီတန်းကနေပါဝင်ခဲ့တာပါ။ဒါပေမဲ့သူအမွေဆက်ခံလိုက်ရတဲ့စိန်ခံမှုတွေကတော့မသေးလာပါဘူး။အမေရိကန်နဲ့စစ်ပွဲကဆက်ရှိနေတော့ပဲဖြစ်တယ်လို့အီရန်ရဲ့စီးပွားရေးကလည်းဖျက်ဆီးနေပြီးပြည်သူတွေကလည်းပင်ပန်းနွမ်းနယ်နေကြပါပြီ။အဲဒီတော့မူစတာဘာဟာသူ့အဖေရဲ့ဒေါ်လာကြီးကိုပဲဆက်လုံးမလားဒါမှမဟုတ်တခြားကွဲပြားတဲ့အခန်းကဏ္ဍတက်တစ်ခုကိုပဲဖွင့်လှစ်မှလာဆိုတာပါပဲတီးခြားတာတစ်ခုကတော့လာမယ်လာနေခင်အတွင်းမှာဒီခေါင်းဆောင်တည့်ရဲ့ရွေးချယ်မှုတွေကအရှိအလဲပိုင်းရဲ့လာရနဲ့လူတန်းပေါင်းများစွာရဲ့ကန့်ကျင်မှုကိုဆုံးဖြတ်ပြီးသွားမှာဖြစ်ပါတယ်